Chelsea အသင်းနေနဲ့ Arsenal အသင်းကိုရှုံးနေပြီးတော့ EFL ကထွက်ခဲ့ရပေမဲ့လည်း Premier League မှာပြန်လည်နိုင်ပွဲရယူအောင်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်25ရဲ့စနေနေ့ညမှာရှင်းပြကစားသွားမယ်ပရီးမီးယားလိပွဲစဉ်များထဲမှာအသင်းကြီးတွေရဲ့ပွဲစဉ်တွေကိုဘိုးရလက်ခံမှန်းပေးသွားမှာလည်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ Manchester United အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် United ကတော့ Michael Carrick လက်ထက်မှာပရီးမီးယားလိ3ပွဲကစားထားပြီးတော့3ပွဲဆက်တိုက်ကိုနိုင်ပွဲရရှိထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကစပါးအသင်းကတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိပွဲစဉ်မှာတော့မန်စီးတီးလိုအသင်းမျိုးစီကနေတည်တမတ်ရရှိအောင်ဆွဲဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောတွေ့ဆုံမှုမှာတော့စပါးသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်2ဂိုးစီတည်ရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်ထက်တဲ့တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်လည်းစပါးသင်းကမနစ်ကရသည့်တရားဒီလုံးနီးပါအသာစီးရယူထားနိုင်ပေမဲ့ဒီခုတစ်ချိန်ပြန်လည်တွေ့ဆုံမှုမှာတော့လုံးဝကိုမတူတော့တဲ့အခြေအနေတရက်မှာရှိနေတာလည်းဖြစ်ပါတယ် United အသင်းနေနဲ့ကောင်းမွန်ဆုံးရှေ့စွမ်းနေတဲ့အတူစိတ်သက်ပိုင်းဆိုင်ရာမှာလည်းအမြင့်ဆုံးကိုရောက်ရှိနေတဲ့အပြင်တခြားသောပြိုင်ပွဲတွေကိုအယုံဆိုင်စရာမရှိဘဲနဲ့ပရီးမီးယားလိပြိုင်ပွဲတစ်ခုတည်းကိုသာတစ်ပတ်တစ်ပွဲနှုန်းနဲ့တခြားအယုံဆိုင်ပြီးတော့ပြင်ဆင်ထားမှဖြစ်လို့စပါးအသင်းနေနဲ့အဝေးကွင်းမှာတည်တမတ်ရရှိဖို့တော့မလွယ်ကူပါဘူးဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ United အသင်းကပဲ 2-0 လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ပွဲကတော့ Wolverhampton အသင်းနဲ့ကျွန်တော်တို့ရှိရတဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခုအသင်းကတော့နောက်ဆုံးကစားထားတဲ့ Premier League မှာ၄ပွဲဆက်နိုင်ပွဲပြောက်ဆုံးထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကကျွန်တော်တို့ Chelsea အသင်းကတော့နောက်ဆုံးကစားထားတဲ့ပွဲစဉ်မှာ Arsenal အသင်းကို 1-0 ဆိုတဲ့ရလဒ်နဲ့ရှုံးပေးထားတာလည်းဖြစ်ပါတယ်ဒီနှစ်သင်းကဒီရာသီမှာ2ကြိမ်တွေ့ဆုံထားပြီးတော့ပထမတစ်ကြိမ် EFL ကပွဲစဉ်မှာ Chelsea အသင်းက 3-4 ဆိုတဲ့ရလဒ်နဲ့နိုင်ပွဲရရှိထားပြီးတော့နောက်တစ်ကြိမ် Premier League ပထမကြောမှာတော့အင်ကွင်းမှာ 3-0 ဆိုတဲ့ရလဒ်နဲ့ပြက်သားသားကိုနိုင်ရရှိထားတာလည်းဖြစ်ပါတယ်ဒီတစ်ချိန်ပြန်လည်တွေ့ဆုံမှုမှာလည်း Chelsea အသင်းနေနဲ့ Wolverhampton အသင်းကိုအဖက်ဖက်ကအသာစီးရယူပြီးတော့ဂိုးပြတ်ပောက်ပွဲရမှာဖြစ်လို့အဝေးကွင်းမှာ 1-3 လောက်နဲ့နိုင်ပွဲရယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ